မဆိုးဘုတ်ကိုယူလိုက်ပေမဲ့ငွေကိုချစ်တာမဟုတ်ပဲလူကိုချစ်လို့ဆိုတာကိုတချင်တပုံနဲ့တက်သေးပြလိုက်တဲ့မင်းသမီးချော်လေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေမင်းသမီးချော်လေးဆိုင်ပိုင်းကတော့အောင်မြင်ရေးလမ်းကြောင်းပေါ်ကိုစတင်ပြီးတော့ရောက်ရှိနေချိန်မှာပဲရုတ်တရက်အင်တာဗျူးခဲ့တာမလို့ပရိသတ်တွေကအော်ကြရတယ်လို့နှမျောလေးနှမျောခဲ့ကြပါတယ်ပရိသတ်တွေကြားမှာဆိုင်မိုင်ဆိုပြီးတော့နာမည်ရနေချိန်မှာအင်တာဗျူးလိုက်တာမလို့အောင်မြင်ရေးလမ်းကြောင်းပိတ်မှာကိုပရိသတ်တွေကမလိုလားခဲ့ကြတာပါပရိသတ်တွေကတော့သူတို့ချစ်တဲ့မင်းသမီးလေးကိုအနုပညာလောကမှာအောင်မြင်နေတာကိုမြင်ကျင်လို့အင်တာဗျူးတာကိုနှမျောခဲ့တယ်လို့ပို့ပြီးတော့နှမျောတာကတော့မိုးစိုးပုံနဲ့အင်တာဗျူးလိုက်တာကိုပါပဲဆိုင်မိုင်ကချစ်စရာကောင်းပြီးအောင်မြင်နေတဲ့မင်းသမီးတစ်ယောက်ဖြစ်ပေမဲ့ကလေး၃ယောက်ဖေးမိုးစိုးပုံကိုယူလိုက်တာကိုပရိသတ်တွေကဘဝင်မကြဖြစ်ခဲ့ကြတာပါငွေချမ်းသာတဲ့လူကိုလိုချင်လေလူပြိုတထေးကိုပါယူပါလားဆိုပြီးတော့အားလုံးကဝေဖန်ပြောဆိုနေကြတဲ့အထိပါပဲပရိသတ်တွေကတော့ဆိုင်မိုင်တယောက်ငွေမဲလို့မလို့ပတ်စံရှိတဲ့ရုပ်ဆိုးဆိုးမိုးစိုးပုံကိုယူရဲဆိုပြီးဝေဖန်မှုတွေကပြင်းထန်ခဲ့ကြရလေဖြစ်ပါတယ်ပရိသတ်တွေကတော့မလိုက်ဖက်တဲ့သူတယောက်ရဲ့ပုံစံကိုကြည့်ပြီးဝေဖန်ပြောဆိုနေကြပေမယ့်သူတို့နှစ်ယောက်ကတော့ဝေဖန်တဲ့နေကိုဂရုမစိုက်တယ်လို့အကျိုးလည်းမပြတ်ခဲ့ပါဘူးသူတို့နှစ်ယောက်ကအိမ်အောင်စကြပြီးတဲ့ကတယောက်ကိုတယောက်ချစ်တဲ့ကြောင်းတွေကိုပရိသတ်တီအောင်ဖော်ထုတ်ရင်းနဲ့အရန်ချစ်ပြခဲ့ကြတဲ့အထိပါပဲနှစ်ယောက်သားကတော့ဝေဖန်တဲ့နေကိုမဖြေရှင်းမဲ့သူတို့နှစ်ယောက်ဘလောက်ချစ်လဲဆိုတာကိုလုံးရက်တည်နဲ့တက်တည်ပြကြတာလေးဖြစ်ပါတယ်နှစ်ယောက်သားကတော့တယောက်ကိုတယောက်ချစ်တွေပေးခဲ့ကြတယ်လို့ကလေးတွေပေါ်မှာလည်းမိဘကောင်းတွေဖြစ်အောင်အကောင်းဆုံးစောင့်ရှောက်နေခဲ့ကြတာလေးဖြစ်ပါတယ်ဆိုင်ပိုင်ကအခုဆိုရင်သားတယောက်ကိုမွေးဖွားပြီးတယ်လို့မကြခင်မှာလေကလေးတယောက်ထပ်မံမွေးဖွားတော့မှဖြစ်ပေမယ့်ယောက်ျားကပါလာတဲ့ကလေးတွေကိုလည်းမိခင်ကောင်းအနေနဲ့စောင့်ရှောက်ပေးနေကြတာလေးဖြစ်ပါတယ်ဆိုင်ပိုင်ကတော့ကြောသားရင်သားမခွဲကြပဲကလေးအားလုံးကိုတန်းတူဆက်ဆံပြီးသူ့ရဲ့စိတ်ကိုပြသခဲ့တယ်လို့မုံဆိုးဖို့ကိုယူကငွေမလို့မဟုတ်ဘဲနဲ့ချစ်လို့ဆိုတာတချင်တပုံနဲ့တသက်ပြခဲ့ပါပြီဆိုင်ပိုင်ကအမျိုးသားကိုဘလောက်ချစ်လဲသူတို့နှစ်ယောက်ရဲ့ချစ်ကဘလောက်နဲ့ဆိုင်လဲဆိုတာကိုတချင်တပုတ်ဖန်တီးပြီးတော့ပရိသတ်တွေကိုပြောပြခဲ့တာပါသူတို့နှစ်ယောက်ရဲ့ခံစားချက်တွေချစ်တွေကိုထည့်သွင်းတည်ဆိုထားတဲ့တချင်တပုတ်ဖြစ်တဲ့အရေးတစ်ခုလို့ဆိုတဲ့တချင်ကိုဆိုပြခဲ့တာလည်းဖြစ်ပါတယ်အရေးတစ်ခုလို့နေပါမယ်မင်းနာမနေရဆိုင်မိုင်ကတော့အရေးတစ်ခုလို့ဆိုတဲ့တခြင်းကိုသူတို့နှစ်ယောက်ရဲ့နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မှာပရိသတ်တွေကိုဖွင့်ပြဖို့တည်ဆိုခဲ့တာပါ။ဧပြီလ17ရက်နေ့ကသူတို့နှစ်ယောက်ရဲ့နှစ်ပြည့်အထိမ်းအမှတ်ပွဲကျင်းပပြီးတခြင်းလေးကိုဖွင့်ပြဖို့စိတ်ကူးထားပေမဲ့မမျှော်လင့်ထားတဲ့ငလင်းပေးကြောင့်အခုမှဖွင့်ပြခဲ့တာလေးဖြစ်ပါတယ်။ဆိုင်မိုင်တည်ဆိုထားတဲ့တခြင်းထဲမှာငွေကြေးတွေဘာတွေမလိုအပ်ပဲတကယ်လိုအပ်တာကအကိုတို့ရဲ့အချစ်တစ်ခုလို့ဆိုပါတယ်။ဆိုင်မိုင်ကတော့အမျိုးသားဖြစ်သူကိုချစ်လို့လက်ထပ်ခဲ့တယ်လို့အမြဲတမ်းအရေးတစ်ခုလို့ရှိနေမဲ့အကြောင်းကိုဖို့ကျူပြီးသူ့ရဲ့ချစ်တွေကိုပရိသတ်မြင်အောင်ပြသခဲ့တာလေးဖြစ်ပါတယ်။မိုးစိုးဘကလေးတော့ရအဖေကိုယူလိုက်လို့ငွေမတ်တယ်ဆိုပြီးပြောခံနေရပေမဲ့သူချစ်တာကငွေမဟုတ်ဘဲနဲ့လူကိုဆိုတာပရိသတ်တရားသစင်တပုတ်နဲ့ကြွေးကြော်လိုက်ပြီးလေးဖြစ်ပါတယ်။ပရိသတ်တရောဆိုင်မိုင်ရဲ့ချစ်ကိုဘယ်လိုမျိုးထင်မြင်လဲဆိုတာထင်မြင်ချက်လေးတွေကိုပြောခဲ့ပေးပါအောင်တော့။ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားပွဲသတင်းကြောင်းရာတွေပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့ကြောင်းရာတွေကိုအချိန်နဲ့ပဲညှိနှိုင်းဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။